အမျိုးသမီးကကြေးဝါမှန်ကိုမြေပြင်ပေါ်ပစ်ချလိုက်တော့မင်းအဖြစ်ကွဲသွားတယ်ဒါကိုမြင်တော့အမျိုးသားကစလုံးတစ်လုံးကိုမြေပြင်ပေါ်ပစ်ချလိုက်တော့မမျှော်လင့်ပဲစလုံးလဲမင်းအဖြစ်ကွဲသွားတဲ့အခါအရာအလုံးမင်းအဖြစ်ပြောင်းလဲသွားတာကိုသတိထားမိတယ်အမျိုးသားကချက်ချင်းပဲဒါဟာတကယ်ကဘာမဟုတ်ပဲမင်းနဲ့လှုပ်ထားတဲ့ပကြီးဆွဲထားတဲ့ကဘာတစ်ခုဖြစ်မှန်းသဘောပေါက်သွားတယ်ဒါကိုတက်တည်ပြဖို့အတွက်အမျိုးသားကတယောက်ယောက်ကိုတမင်တကာလဲကျအောင်လုပ်လိုက်တယ်ဒဏ်ရာတွေကသွေးတွေကလည်းမင်းဖြစ်လိမ့်မယ်လို့ထင်ခဲ့တယ်ဒါပေမဲ့အံ့ဩသွားတာကအဲ့ဒီလူရဲ့သွေးကအနီရောင်ဖြစ်နေတယ်ဒါကိုသူအံ့ဩနေချိန်မှာပဲသူ့ဒဏ်ရာတွေကသွေးတွေကလည်းအနီရောင်ဖြစ်နေတယ်ပကြီးကားထဲမှာဖမ်းဆီးခံထားရတဲ့သူတွေမှာသွေးနီရောင်ရှိနေတာကိုအမျိုးသားကချက်ချင်းသဘောပေါက်သွားတယ်မူလကပကြီးကားထဲမှာရှိနေတဲ့သူတွေမှာသွေးအတွက်မင်းရှိပေမဲ့ပကြီးကားထဲကသူ့ရဲ့တငယ်ချင်းကောင်းကိုတွေ့တော့အမျိုးသားကစပွဲပေါ်ကအလှဆင်ပစ္စည်းတစ်ခုကိုမင်းအဖြစ်ချက်ချင်းခွဲလိုက်တယ်သူ့တငယ်ချင်းနိုးလာပြီးပကြီးဆွဲထားတဲ့ကဘာကနေအတူတူလွတ်မြောက်နိုင်ဖို့မျှော်လင့်ချက်နဲ့ပေါ့သူ့တငယ်ချင်းတတိပြန်ရလာလိမ့်မယ်လို့သူထင်ခဲ့တယ်ဒါပေမဲ့သူ့တငယ်ချင်းကမြေပြင်ပေါ်ကမင်းကိုမြင်တော့အံ့ဩမသွားယုံတာမကအဲ့ဒီလူယူနေတယ်လို့လည်းထင်ခဲ့တယ်အဲ့ဒီလူကိုမင်းမျောသွားအောင်တွန်းလဲပြီးထောင်ချလိုက်တဲ့ထိုသူပြန်နိုးလာတော့ခါပို၍ထူးဆန်းသောအဖြစ်အပျက်တစ်ခုဖြစ်ပျက်ခဲ့သည်သူသည်သူ့အိမ်ထဲသို့ရောက်ရှိနေသည်ကိုတွေ့ရှိခဲ့သည်သူ့ကိုပို၍အံ့အားသင့်စေခဲ့သည်မှာသူအပြင်ထွက်သောအခါဤနေရာရှိလူတိုင်းသည်ရခင်စကားများကိုထပ်ခါတလဲလဲပြောဆိုနေကြသည်ကိုသူတွေ့ရှိခဲ့သည်